ကဲဒီနေ့အတူတူလေးလာသုံးသက်ကြည့်မဲ့ဇလန်ကတော့နာမည်လေးရတဲ့ချက်တီးထားเสียကောင်းတယ်ညနိုင်ဆက်စချင်းမှာတခေါက်ခေါက်တန်တယ် ဇလန်းကိုဒီလိုလေးစားထားတယ်တညတဲ့ရိုးရိုးလေးပဲနော်ဒါမဲ့ဒီလိုရိုးရှင်းတဲ့အဖွင့်ကပဲကျွန်တော်တို့ကိုဇလန်းနဲ့ချက်ချင်းရောက်သွားစေတယ် ပြီးတော့ချက်ချင်းပဲဒီဇလန်ရဲ့အသက်သွေးကြောဖြစ်တဲ့အချက်တစ်ချက်ကိုချပြလိုက်တယ်။မိနစ်နဲ့နာရီစက္ကန့်နဲ့မိနစ်အလုံးအိတ်ဆက်နေတဲ့ချင်းပုံမှန်မဟုတ်တဲ့ချင်းတစ်ခုပေါ့။တစ်ခုခုတော့ဖြစ်တော့မယ်ဆိုတဲ့အရေးအယောင်ပဲလေ ခဲအိမ်မှာပဲအတန်တန်ထက်လာတယ်တောက်အင်းဒီတခါခောက်တန်ဒါကဇလန်းတစ်ခုလုံးကိုဆွဲခေါ်သွားမယ်အဓိကတော့ချက်ပဲအရာအလုံးကဒီအတန်နဲ့စတင်တာပါအခုဆိုရင်ဇလန်ရဲ့ပထမပိုင်းကိုရောက်လာပါပြီတိတ်စစ်သောညကြောက်စရာဇလန်ကောင်းတွေမှာဆိုရင်လေအများတိုင်းအေးဆေးဆေးတာမန်မင်ကွင်းနဲ့ခုနဲ့အင်းစားလေးရှိတယ်ဒါမှနောက်ပိုင်းဖြစ်လာမဲ့ထိတ်လန့်စရာတွေကိုပို့ပြီးထင်ရှားစေတာပေါ့ဒီမှာလည်းအဲ့ဒီတိုင်းပါပဲဇလန်ရဲ့အဓိကဇာတ်ကောင်းကတော့မင်းထက်လူငယ်တယောက်ပေါ့သူကတိတ်ဆိတ်တဲ့ရွာငယ်လေးတယောက်မှနီးတယ်အင်ကလည်းရွာနဲ့နည်းနည်းလန်းတယ်တောအောင်နာမှာတလုံးနဲ့အဲ့ညာကမိုးကလည်းတဖွဲဖွဲနေဆိုတော့စဉ်းစားကြည့်လေအရာလုံးကသူ့ကိုတယောက်တည်းအထီးကျန်ဖဲနေအောင်အားနဲ့တော့အောင်ဖန်တီးပေးထားတယ်လို့ပဲအပိုင်းနေတကားခေါက်တန်းဟုတ်ပြီအခုမှဇလန်ကတကယ်စားတော့မှာအဲ့တိတ်ဆိတ်ငင်တန့်နေတဲ့ညောင်ကိုလာပြီးဖြိုခွဲမဲ့အဖေပြက်ပေါ်လာပါပြီအဲ့တော့မိထက်ကအိတ်တော့မလို့ပြည်နေတော့မှပဲတခါခေါက်ဆန်းကိုကြားလိုက်တယ်။ तू အချင်းကိုကြည့်လိုက်တော့နှနာနေစက်ခုံဟမ်ဘာတူလဲပေါ့ဆိုတော့ तू ဘာလုပ်လဲပြည်နေပေါကနေအရင်ချောင်းကြည့်တယ်။ဒါကယူရီရှိရတယ်ဘယ်သူမှဆိုသေးတော့ပဲလုံပါပဲ။ဒါပေမဲ့အဖေမှဘယ်သူမှမရှိဘူး။အချင်းကြီးကထူဆန်းနေပြီ။ဒါပေမဲ့ကြောက်စရာတော့မဖြစ်သေးဘူးပေါ့။အဲ့ဒီမှာပဲတကားခောက်တန်ကနောက်တစ်ခါပြန်ထွက်လာတယ်။ဒီတကားကတော့ပိုမြန်တယ်။ပိုပြီးစိတ်မရှိတဲ့ပုံစံနဲ့ဒုံခောက်လာတာ။ဒီနေရာမှာဇလန်းရဲ့တင်မာမှုကတဆင့်တက်သွားပြီမမြင်ရတဲ့ဧည့်သည်ကဒတိုလေးကိုအထဲဝင်ကျင်နေပြီဆိုတဲ့သဘောပဲအပိုင်း3ဟိုးဟဲ့ဧည့်သည်ဒီမှာမင်းထက်ကအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုရှာရတော့မယ်သူ့ရဲ့ကံကြမ္မာကိုပြောင်းလဲသွားစေမဲ့ဆုံးဖြတ်ချက်ပေါ့သူ့ခေါင်းထဲမှာအသွေးတွေလုံးလဲလိုက်နေပြီတစ်ဖက်မှာကြောက်စိတ်ဒီအချင်းကြီးဘသူဖြစ်မလဲတခါခောက်တန်ကလည်းတမျိုးကြီးဆိုပြီးတန်တရားဝင်နေတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့လေကရုဏာစိတ်နဲ့ယုတ်တိတရားကဝင်လာတယ်အပြင်မှာမိုးရီတဲနေတာအကူကြီးလိုနေတဲ့ရွာသားတယောက်ယောက်များဖြစ်နေမှာလားပေါ့အဆုံးမှာတော့သူကသူ့ရဲ့ကြောက်စိတ်ကိုဘေးဖယ်ပြီးကရုဏာကိုရှေ့တန်းတင်ဖို့ဆုံးဖြတ်လိုက်တယ်တခါဖွင့်လိုက်တော့သူတွေ့လိုက်ရတာကအမျိုးသမီးတယောက်မိုးရီဒီရွှဲနေနေပြီသူ့ရဲ့အထူးခြားဆုံးအချက်ကစံမင်ရှေကြီးကသူ့မျက်နှာတစ်ခုလုံးကိုလုံးဝဖုံးအုပ်ထားတာပဲမျက်နှာကိုလုံးဝမမြင်ရဘူးဒါကတော်တော်လေးကိုစိတ်ထဲမှာတမျိုးဖြစ်သွားစေတဲ့မြင်ကွင်းပဲပြီးတော့အဲ့ဒီအမျိုးသမီးကတိုးတိုးလေးမေးတယ်ကျမအိမ်ထဲဝင်လို့ရမလားတဲ့ဇလန်းလဲမှာဖော်ပြထားတာကလေသူ့အတန်ကအရန်အေးဆက်သည်လူတန်လို့ကိုမထင်ရဘူးတဲ့အသက်မရှိတဲ့အတန်မျိုးပေါ့သူကြောက်နေပေမဲ့လည်းမိန်းထက်ကခေါင်းညစ်ပြီးအိမ်ထဲကိုဝင်ခွင့်ပေးလိုက်တယ်ဒါကတော့နောက်ပြန်ဆိုလို့မရတော့တဲ့အမှတ်တစ်ခုပဲသူ့ရဲ့ကံကြမ္မာကိုတကားဖွင့်ပေးလိုက်တာနဲ့အတီတူပဲအဖိုင်းလေးတကားဘကထိတ်လန့်စရာကဲအခုဇလန်းရဲ့အမြင့်ဆုံးအကြောက်စရာကောင်းဆုံးအခိုက်အတန့်ကိုရောက်လာပါပြီအဲ့ဒီပထမအမျိုးသမီးကအိမ်ထဲကအရေးတွေကိုရှောက်ဝင်တော့တော့မှာပဲတကားခောက်တန်ကနောက်တစ်ခါပြန်ထွက်လာတယ်တောက်အတူတူပဲဒီလိုထက်ဖြစ်လာတာကမဖြစ်နိုင်ဘူးလေဒါကကြောက်စရာဇလန်းတွေမှာတွန်းတဲ့နီးပဲရွတ်တိမတန်တဲ့အခြေအနေတစ်ခုကိုဖန်တီးပြီးကြောက်စိတ်ကိုအမြင့်ဆုံးရအောင်တွန်းပို့လိုက်တာမင်းနဲ့ခေါင်းထဲမှာတော့မေးခွန်းတိပလော့ရိုက်နေတကားမှာဘာလို့လဲအထက်မတရဝင်သွားပြီလေအခုတကားမှာထပ်ခောက်နေတာကဘာလို့လဲသူတုံရင်နဲ့တကားကိုထပ်ဖွင့်လိုက်တဲ့အခါသူတွေ့ရတာကခုနအမျိုးသမီးပုံစံတူအဝတ်စားတူအရာအလုံးအတူတူပဲအဲ့ဒီနေရာမှာပဲထပ်ရနေဒီမာတင်မင်းထက်ရဲ့ကဘာကြီးပြိုလဲတော့ပြီလုံးဝမဖြစ်နိုင်တဲ့ရာသူ့မျက်စိရှိမှဖြစ်နေပြီဒီတခါတော့အဲ့ဒီအမျိုးသမီးကသူ့စံပင်ကိုတတ်တင်လိုက်တယ်ပြီးတော့သူ့မျက်နှာမှာပေါ်လာတယ်စံပင်ရှိမျက်နှာကတော့မျက်လုံးမရှိဘူးမျက်လုံးရှိရမယ့်နေရာမှာချွင့်ခွက်ကြီးနှစ်ခုပဲပြီးတော့ဘာသာကနားရတဲ့ချစ်မတဲ့ခြေပြန်းတဲ့အပြုံးကြီးနဲ့ပြုံးပြနေတယ်စဉ်းစားကြည့်ရတဲ့ကြောက်စရာကောင်းလိုက်တာပြီးတော့တကားဝါအမျိုးသမီးကပြောတယ်ကျမအခုမှရောက်တာပါတဲ့ဒီစကားကမင်းချက်ကိုရောကျွန်တော်လူကိုရောအကြီးရဲ့ထိတ်လန့်သွားစေတယ်ဒါဆိုအိမ်ထဲမှာရှိနေလားကဘာတူလဲ तू အဲ့လိုတွေးနေတော့မှဖေ तू နှုတ်ကြောအိမ်ထဲကအရိတ်တွေထဲကနေ
တိုးတိုးလေးအတန်တန်ထွက်လာတယ်ကျမအိမ်ထဲဝင်ပြီးတော့ပါတယ်အရှိမတယောက်အနှုံးမတယောက်မင်းနဲ့အတွက်တော့လုံးဝလွတ်လပ်မရှိတော့တဲ့1600တဲပိတ်မိတော့ပါပြီ အပိုင်ငါနောက်ဆုံးတတိဖေးချက်ဇလန်ကဒီမာရင်မပြီးသေးဘူးအဲ့ဒီကြောင်မတ်ဖွယ်ညာပြီးသွားတဲ့အခါဘာတွေဆက်ထက်တယ်လဲဘာတွေကြံထက်တယ်လဲဆိုတာကြည့်အောင် နောက်တနေ့မနက်ရွာသားတွေရောက်လာတော့အိမ်တကားမကြီးကဟင်းလင်းပွင့်နေလေမင်းထကိုတော့ရှာမတွေ့တော့ဘူးပျောက်ဆုံးနေပြီသူတို့တွေ့ခဲ့ရတာကနန်ရန်ဘော်ကစိုးနေတဲ့လက်ရာတွေပြီးတော့ထက်ခါတလဲလဲရေးထားတဲ့စာတစ်ကြောင်းပဲ နိုင်ပေါ်မှာဆိုးစွတ်နေတဲ့လက်တိန်နဲ့ထပ်တလေလေရေးထားတဲ့စာတစ်ကြောင်းနဲ့အဲ့ဒီစာကဘာမှဖြစ်မလဲအဲ့မှာရေးထားတာကနယ်လီချက်ဆက်ခွင့်မှာတကားမဖွင့်မှန်နေတဲ့ဇလန်းကဒီတတိပေးချက်နဲ့ပဲအဆုံးသတ်သွားတယ်ဒါကဇလန်းတစ်ခုလုံးရဲ့အနှစ်ချုပ်ပဲဒါပဲမေကွန်းတစ်ခုတော့ကြံခဲ့တယ်နောက်တစ်ယောက်ကတော့ဒီအချိန်မှာတကားလာခေါက်ရင်ဖွင့်မိအောင်မလားဖွင့်လိုက်ရင်ရောဘာဆက်ဖွင့်မလဲ